ဉာဏ်ပညာလိုတယ်နောက်တစ်ချက်ခင်ဗျားတို့မှာဖြူစင်ဖြောက်မှတ်တဲ့တိုင်းပြည်အတွက်ပေါ့ပြည်သူအတွက်ပေါ့ဖြူစင်ဖြောက်မှတ်တဲ့စေတနာလိုတယ်အဲ့ဒီစိတ်မရှိဘဲနဲ့သူ့ဘက်ကိုယ်ဘက်အားလုံးပဲကလက်တော့ချင်းတဲ့ကလေးပြင်ပြချိုးကိုလိုက်ပါတယ်နိုင်နေချိုးကိုများဆိုလေဖြူချိုးလေးကိုပြရတဲ့မြောက်ဝချင်းဆက်ပြတဲ့ဗန်ခင်ဗျာညီငယ်ရင်းနဲ့ပတ်သက်လာရင်တချို့လူတွေကလည်းအလားတတ်မဲ့ဖြတ်မဲ့ချမဲ့ဒီလိုမျိုးတွေပေါ့ကျွန်တော်ကြည့်နေတယ်ခင်ဗျားတို့မှားရမှန်တယ်တော့ကျွန်တော်ကမပြောလို့ပါဒါပေမဲ့တခုတတိပြုစေချင်တာကနှစ်ပေါင်း80ကျော်80နီးပါးခင်ဗျားတို့ပြောသလိုပဲချမယ်တတ်မယ်ဖြတ်မယ်တိုက်မယ်အပြုတ်ချမယ်ဒီလိုနဲ့ပဲနှစ်ပေါင်း80ကျော်80ဒီပြဿနာကမပြီးဘူးလေဗျာဒီကနေ့ပါလားခင်ဗျားတို့ကဒါပဲလာပြောနေတော့ဒါကြောင့်ကျွန်တော်ပြောတာခင်ဗျားတို့ရဲ့တွေးခေါ်ရှုမြင်မှုတွေနဲ့နောက်နှစ်ဘယ်နှစ်ရာဘယ်နှစ်ထောင်ခင်ဗျားတို့ဒီကိစ္စကိုသွားမလဲငြိမ်းချမ်းရေးရဖို့ဆိုတာအင်အားတစ်ခုတည်းနဲ့လည်းမရဘူးအင်အားလည်းလိုတာပေါ့ဗျာဒါပေမဲ့အဲ့ဒီတစ်ခုတည်းနဲ့လည်းမရဘူးဗျာဉာဏ်ပညာလိုတယ်ဉာဏ်ပညာလိုတယ်နောက်တစ်ချက်ခင်ဗျားတို့မှာဖြူစင်ဖြောက်မှတ်တဲ့တိုင်းပြည်အတွက်ပေါ့ပြည်သူအတွက်ပေါ့ဖြူစင်ဖြောက်မှတ်တဲ့စေတနာလိုတယ်အဲ့ဒီစိတ်မရှိဘဲနဲ့သူ့ဘက်ကိုယ်ဘက်ဟုတ်လားသူအုပ်စုကိုအုပ်စုသူအားပေးတဲ့ဘက်ကိုအားပေးတဲ့ဘက်ခင်ဗျားတို့ချမယ်လုပ်နေဒါကြောင့်စစ်ဖြစ်နေတာပါဆိုမှတော့ခင်ဗျားတို့ကဟုတ်လားအဲ့တော့ကျွန်တော်ကြပြလေးတစ်ပုဒ်စက်ထားတယ်အဲ့ဒီမှာခင်ဗျားတို့မပါဖို့တတိပြုကြပါငင်းချမ်းရေးနဲ့ပတ်သက်ပြီးတော့မှငင်းချမ်းရေးဖြတ်ပူများဆိုပြီးတော့မှကျွန်တော်ကကြပြလေးတစ်ပုဒ်ကြည့်တာနော်အဲ့ဒီမှာခင်ဗျားတို့မပါအောင်ကိုယ့်ကိုယ်တတိပြုကြပါနှစ်ပေါင်း80နီးပါးလူအသက်တွေနဲ့ကြွေအံကစားကဘာကျော်လူမိုက်ကြီးများသူ့နယ်ကိုယ်နယ်စွဲကြကွဲကြသူ့အမျိုးကိုယ်အမျိုးခွဲကြပြဲကြသူ့ဝန်ကိုယ်ဝန်ဆွဲကြတွဲကြလက်လန်းမိရာအကြောင်းပြလို့အတ္တစေရာမာယာကွက်ခင်းလူအသက်တွေချနှင်းပြီးပျော်ရွှင်ခြင်းကဘာငယ်စီအောင်ပွဲအလီလီနဲ့လူမတရီစရာခုံအဖျားဖျားခဟန်ကိုကြလို့ပါလားတနေ့တပူတတော်တစ်ချက်ဖတွန်တန်ကြွလက်နဲ့ရှိရင်ငါဘရင်ကိုထင်ပြနေချင်းနေကျချိန်တွဲစရာမလိုကြဘူးငါနယ်ငါခွင်ငါဆန်ရယ်ငါဘရင်ဟုထီးမလူနမ်းမလူတောပင်ခိုလျက်ပလီပလာထွေရာ၄ပါးကြက်ဥတိန်တောင်ကျော်စားကြတော့ဝါလို့လှလို့ကြက်တရီအဖျားဖျားခလို့ကိုဘဝင်ကိုတဟန်ကြနေပုံများဘယ်သူမှထီးမထင်ကြံသူကိုလူမမြင်တော့ဘူးတမင်အယူပါဘဝင်ယူများပြည်သူမျိုးရည်ဆက်သွေးပင်လည်းနဲ့မှာရွတ်လွင့်ကစားပျော်ရွှင်မြူးသလားကွယ်တို့